စောကြီးကငါပြောတယ်မတောက်ပါနဲ့မတောက်ပါနဲ့ဆိုအခုမင်းမူးနေမလား ဟာဟိုကလေကြောမမူးပါဘူးဗျ ဟဲ့မင်းပုံစံကိုငါကြည့်ရင်ငါသိတယ်မင်းမလိန်နဲ့ ဟာဟိုကလေဒုက္ခပဲမမူးပါဘူးဆိုရင်မှပဲဖင်ပယ်ပြီးလာညင်းနေ ဟဲ့ငါဖင်ပယ်ပြီးညင်းနေတာမဟုတ်မင်းအခုမူးနေလို့ပစိုးတော့မနိုင်တော့ဘူးလေ အာဟိုအဲ့ဒါဒီလိုရှိတယ်ဗျကျွန်တော်မူးလို့ဘယ်လိုမနိုင်တာမဟုတ်ဘူးเนาะပြေးလို့မဝေပဲလက်နဲ့ကင်ထားတာဗျ ဟဲ့မင်းကတဲပဲမေးမယ်ကွာမင်းမူးနေမလား မမူး မင်းတော့မလိန်နဲ့မင်းမူးနေမလား မမူးလို့ သိကြတယ်နော်မင်းမမူးဆိုတာ သိကြတယ်မမူးဘူး သိကြရင်ငါလည်းလိုက်ခဲ့ငါသွားတော့ဟုတ်ဟဲ့ဘာလို့ကြောက်နေတာလဲအရက်ဆိုင်ပိတ်သွားအောင်မယ်အများလား